မှာဘုဒ္ဓတထေပြောအဲ့ဒါလေအရင်တော့ကတော့ကျမတို့လည်းတန်ခါဆိုရင်ခုဆရာတော်တန်ခါတော်တွေကိုပဲတန်ခါလို့သိတာပေါ့ကျေးဇူးတော်ရှင်တတ္တမရန်တီဆရာတော်ဖျားကြီးကကျမတို့ဆုံးမဘူးတယ်တန်ခါ၃မျိုးရှိတယ်တဲ့ဝိနည်းတန်ခါတဲ့တုတ်တန်တန်ခါတဲ့အဘိဓမ္မာတန်ခါတဲ့ဘုဒ္ဓအရင်တော့ကတော့အဲ့ဒါတွေမသိဝိနည်းတန်ခါဆိုတာဝိနည်းတော်နဲ့အညီသင်္ကန်းပြိခရာတွေစင်မြန်းပြီးတော့နေတာဒီဝိနည်းတန်ခါပါတဲ့နော်တန်ခါဆိုတာအယူအဆအယူဝါဒတူမျှတဲ့သူတွေစုပေါင်းထားတဲ့အဖွဲ့အစည်းကိုတန်ခါခေါ်တာဆိုတော့ဖခင်ရဲ့အဆုံးအမအတိုင်းသင်္ကန်းပြိခရာတွေစင်မြန်းပြီးတော့နေတဲ့အယူဝါဒတူမျှတဲ့အဖွဲ့အစည်းကိုတော့ဘာလို့ခေါ်လဲဝိနည်းတန်ခါကျမတို့မျက်မှောက်မှာမြင်နေရတဲ့ကိုရင်သားမဏီဟလာယဟန်တော်ရီဒါတွေအကုန်လုံးသာသနာ့ຫນွေဝင်သိက္ခာရှင်ဆရာကြီးဆရာလေးတွေအပါဝင်ပေါ့ဖះရှင်လက်ထက်တုန်းကတော့ဘိက္ခုနေတွေပေါ့နော်တာမဏီနဲ့တာမဏီတွေပေါ့ဒါတွေဒီဘာတန်ခါလဲဝိနည်းတန်ခါပါနောက်တစ်ခုတုတ်တန်တန်ခါတုတ်တန်တန်ခါကတော့အယူဝါဒတူမျှနေတဲ့အဖွဲ့အစည်းမှန်သမျှဒီတုတ်တန်တန်ခါပဲတဲ့အဲ့ဒီတုတ်တန်တန်ခါထဲမှာလူတွေပါလဲဆိုရင်ဟလာအယူဝါဒတူမျှနေတဲ့ဥပတ္တကဥပတ္တိကာတွေရောပါလားမပါဘူးဖခင်ရဲ့တပည့်တွေအနေနဲ့ရှိနေတာဒီတုတ်တန်တန်ခါပဲဘယ်အဖွဲ့အစည်းညာအဖွဲ့အစည်းလေးတွေရှိတယ်၅ပါးသီလနဲ့ပတ်သက်ပြီးတော့ဟလာဓမ္မမို့လို့ရှိရင်လေကျမတို့ဟလာဒါနနဲ့ပတ်သက်ပြီးတော့စသည်အဖွဲ့လေးတွေအကုန်လုံးကလည်းဖခင်ရဲ့အဆုံးအမအတိုင်းလေးတာမဟုတ်လားပါရမီဟလာပါရမီအဖွဲ့အစည်းနာစေတနာတံပါရစသည်ဖြစ်နောက်ဆုံးကကျမတို့ဓမ္မဗျူဟာအမင်္ဂလာဗျူဟာစသည်ဖြစ်ဒါတွေအကုန်လုံးဒီအယူဝါဒတူမျှပြီးတော့ဖခင်ရဲ့အဆုံးအမအတိုင်းကျင့်နေကြတဲ့အဖွဲ့အစည်းမဟုတ်ဘူးလားအဲ့ဒါတုတ်တန်တန်ခါလို့ခေါ်ပါတယ်ဒါဆိုရင်ဝိနည်းတန်ခါမှာတော့သင်္ကန်းပြိခရာတွေစင်မြန်းထားတဲ့သာသနာဝန်ထမ်းရှင်ဟန်းတွေရဲ့သာသနာ့ຫນွယ်ဝင်တိတ်ခါရှင်ဆရာကြီးဆရာလေးတွေဒီဘယ်ထဲပါလဲဝိနည်းတန်ခါဖြစ်ပါတယ်ကျမတို့ဥပတ္တကဥပတ္တိကာတွေကတော့ယူဝဆတူမျှမှာနော်ဟိုတစ်ပေါက်ဒီတစ်ပေါက်ကိုပြောတာမဟုတ်ဘူးနော်အဲ့ဒါဒီတုတ်တန်တန်အဘိဓမ္မာတန်ခါအဘိဓမ္မာတန်ခါကတော့မက်၄ပါးဖို့၄ပါးကိုရရှိသွားတဲ့ပုဂ္ဂိုလ်မှန်သမျှသည်ပရမတ္ထတန်ခါများသည်ဘယ်ထဲပါလဲဘိဓမ္မာတန်ခါပါမက်ပုဂ္ဂိုလ်၄ယောက်ဖို့ပုဂ္ဂိုလ်၄ယောက်မက်ကဒံဖလဒံရှစ်တံပရမတ်အရိယာတန်ခါမှန်သမျှသည်အဘိဓမ္မာတန်ခါဖြစ်တဲ့အတွက်ဝိနည်းတန်ခါကလည်းအဘိဓမ္မာတန်ခါဖြစ်အောင်လုပ်ရလားမလုပ်ရဘူးတုတ်တန်တန်ခါများကရောသွားရမယ်လမ်းကြားဘယ်လိုကျင့်ရမလဲသုပ္ပတိပန္နကောင်းကောင်းမွန်မွန်ကျင့်ကြပါသုပ္ပတိပန္နကောင်းကောင်းမွန်မွန်ကျင့်ရမယ်ဝိနည်းတန်ခါရောတုတ်တန်တန်ခါရောဒီဘာလုပ်ရမလဲကောင်းကောင်းမွန်မွန်ကျင့်ရမယ်ကာယကံဝစီကံမနောကံကံ၃ပါးလုံးကောင်းမွန်အောင်ကျင့်ရမယ်ဥစုပတိပန္နဖြောင်းပြောင်းမှန်မှန်ကျင့်ရမယ်ညာယပတိပန္နကိလေသာငြိမ်းခန္ဓာငြိမ်းရနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ကျင့်ရမယ်တာမီစိတ်ပတိပန္နရိုသေထိုက်အောင်လည်းကျင့်ရသူများရိုသေတာခဏထားကိုရိုသေနိုင်အောင်ကျင့်ရသူများလည်းရိုသေလာမယ်အဲ့ဒီလိုကျင့်နာကိုပဲအကြောင်းကုန်တော့၄ချက်ပဲအဲ့ဒါဘယ်တန်ခါမဆိုဝိနည်းတန်ခါလည်းဒီ၄ချက်ပဲတုတ်တန်တန်ခါများရောတုတ်ပတိပန္နောဘဂဝတောဆိုတာမြတ်စွာဘုရားတာဝကတန်ခောမြတ်စွာဘုရားရှင်ဤတာဝကတန်ခောတပိသားတန်ဃာတော်တို့သည်သုပ္ပတိပန္နကောင်းကောင်းမွန်မွန်ကြည်ရမယ်ဥစုပတိပန္နဖြောင်းဖြောင်းမှန်မှန်ကြည်ရမယ်ညာယပတိပန္နကိလေသာငြိမ်းဖို့ကြည်ရမယ်ကိလေသာငြိမ်းခန္ဓာငြိမ်းဖို့အထိကြည်ရမယ်အဲ့တော့နိဗ္ဗာန်လို့ပြောနေတာခန္ဓာငြိမ်းသွားတဲ့အစဉ်ကနောက်အရင်ဆုံးကိလေသာငြိမ်းရမယ်ဟုတ်လားခန္ဓာငြိမ်းဖို့ဆိုတာဒီပဋိသန္ဓေခန္ဓာငြိမ်းဖို့ဆိုပဋိသန္ဓေနေခြင်းအကြောင်းမှာအဝိဇ္ဇာတဏှာကံသင်္ခါရမှာပယ်ရမှာကိလေသာပယ်ရမှာလေကံကပယ်လို့မရဘူးလေကိလေသာငြိမ်းရင်ဘာလာမလဲပဋိသန္ဓေနေခြင်းအကြောင်းကိလေသာကိုသာပယ်လိုက်နိုင်ရင်ခန္ဓာကံနေမှန်သမျှသည်ရေမြေလက်မတွေ့တော့တဲ့မျိုးစေ့တွေကိုပလင်းထဲကိုထည့်ထားလိုက်အဲ့ဒီမျိုးစေ့အပေမပေါက်တော့ဘူး
ရေမြင်နဲ့အညှိအညောင်းနဲ့တွားတွေ့မယ်ဆိုတော့ဒီမျိုးစေ့ကအပင်ခန္ဓာပင်နေပေါက်မှာပဲဆိုတော့ကိလေသာငြိမ်းပြီးမှခန္ဓာညာယပฏิပန္နတာမီစိတ်ပฏิပန္နရိုးရိုးသေးသေးကြည့်ရင်ယတိတံစတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာတဲ့ယတိတံဤကဲ့သို့ပန်လေးချက်ဆိုတဲ့သောပฏิပန္နဥဇောပฏิပန္နညာယပฏิပန္နတာမီစိတ်ပฏิပန္နဆိုတဲ့အကြောင်းကုန်တော်၄ချက်နဲ့ပြည့်စုံခဲ့ယတိတံပြည့်စုံခဲ့ရင်စတ္တာရိပုရိသယုဂာနိစတ္တာရိယုဂာနိယုဂာနိဆိုအစုံအားဖြင့်စတ္တာရိလေးစုံပုရိသဆိုပုဂ္ဂိုလ်အနေနဲ့ပုဂ္ဂိုလ်မြတ်အနေနဲ့အစုံအားဖြင့်လေးစုံဖြစ်လာလိမ့်မယ်တဲ့အကြောင်းကုန်တော်၄ချက်နဲ့ပြည့်စုံခဲ့ရင်အစုံအားဖြင့်လေးစုံဆိုတစ်စုံမှာ2ယောက်ရှိတဲ့အတွက်အထပုရိသပုဂ္ဂလာတဲ့ပုဂ္ဂိုလ်အားဖြင့်10ယောက်ဖြစ်သွားပါမယ်ယတိတံစတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလအဲ့ဒီအဆင့်ကိုရောက်သွားရင်အဲ့ဒါအဘိဓမ္မာတန်ခါဖြစ်သွားပြီဟုတ်တယ်လားအဲ့တော့ကျွန်တော်တို့သွားရမယ်လမ်းကြောင်းအရင်တော့ကျွန်တော်တို့လည်းမသိဘူးတန်ခါဂုံတော်တွေဆိုတန်ခါတော့ရှင်သူမြတ်တွေမှာပဲရှိတာတို့တွေနဲ့မဆိုင်တန်ခါတော်တွေဟိုဒါပဲကြည့်နေတကယ်တော့ကျွန်တော်တို့တွေလည်းဒီပန်လေးချက်အတိုင်းကြည့်ရမလားမကြည့်ရဘူးလားကောင်းကောင်းမွန်မွန်ကျင့်ကြရမယ်ဖြောင်းဖြောင်းမှန်မှန်ကျင့်ကြရမယ်ဖြောင်းဖြောင်းမှန်မှန် means တကယ်ကိုနိဗ္ဗာန်ကိုဥတည်ပြီးတော့ကျင့်ရမှာနော်ဘာအတွက်ညာအတွက်ဘယ်ဘဝညာဘဝတွေသွားဖို့ကျင့်နေတာမဟုတ်နော်ဒါကြောင့်ဖြောင်းဖြောင်းမှန်မှန်ကျင့်မယ်ကိလေသာငြိမ်းခန္ဓာငြိမ်းရာနိဗ္ဗာန်ကိုရည်တန်ပြီးတော့ကျင့်မယ်ပြီးရင်ရိုသေခံတိုင်းအောင်ကျင့်မယ်ဆိုရင်တဲ့အဲ့ဒီလိုကျင့်ခဲ့လို့ရှင်ဘာဖြစ်လာမလဲအစုံအားဖြင့်၄စုံပုဂ္ဂိုလ်အားဖြင့်10ယောက်ဆိုတော့အရိယာတန်ဃာတော်ဖြစ်လာပါမယ်ဖြစ်လာရင်တဲ့အောက်ပါအကျိုးဂုဏ်တော်၅ချက်ခံစား권ရှိပြီအာဟုနေယအဝေးကတဲလာတာလဲသုံးဆောင်နိုင်တယ်ပါဟုနေယအဲ့ကောင်းဆောင်ကောင်းတွေအတွက်ရည်ရွယ်တာလဲသုံးဆောင်ထိုက်ပြီဒါဆိုအလူရှင်တွေအကျိုးများတော့မှာနော်နောက်တစ်ခါအာဟုနေယပေါ့ဒက္ခိနေယဘဝတမလွန်ပြောင်းသွားတဲ့သူတွေအတွက်ရည်တန်တဲ့ကုသိုလ်ကောင်းမှုလဲခံထိုက်ပြီအစ္စလိကရဏီယလက်အုပ်ချီမိုးရှိခိုးခြင်းကလည်းထိုက်ပြီးလက်လှန်ဆယ်ချောင်းမထိုးတော့နောက်ပြီးတော့အနုတ္တရံပုံညက်ခေတ္တလောကသားအလုံးရဲ့လူနတ်မြမာတတ္တဝါအလုံးတို့ဤပုံညက်ကုသိုလ်ကောင်းမှုတို့ကိုစိုက်ပျိုးချက်ခေတ္တစိုက်ပျိုးချက်ချရာလေယာမြေတို့တွင်အနုတ္တရံအပါလွန်ဆုံးဖြစ်သွားပြီတဲ့ဆိုတော့ကျမတို့သွားရမယ်လမ်းကြောင်းကဒါပဲမဟုတ်ဘူးလားဒါဆိုရင်တရားပေးတတ်တာကမြတ်စွာဘုရားပေးတဲ့တရားမှန်သမျှချမ်းသာမှုကိုပေးသွားတယ်ခုဒါလည်းချမ်းသာမှုပေးတာပဲဒီတရားတွေကိုတည်ဆောင်ရမှာအဲ့တော့တန်ဃာတော်ဆိုရင်ဒီတည်ဆောင်လာတာကျမတို့လည်းလူတွေလည်းလူအထွာနဲ့လူပေါ့စင်လဲစင်အထွာနဲ့စင်ကြွက်လဲကြွက်အထွာနဲ့ထွာပဲအဲ့တော့နိုင်တဲ့လောက်တော့ကျင့်ကြမလားမကျင့်ကြဘူးအဲ့ဒါမှတရဏဂုံရဲ့စွမ်းအားတွေဖြစ်လာမှာပေါ့ဒါမှဆရာတော်ဘုရားကြီးအကြောင်းနဲ့တက်တက်နဲ့နော်ဒီ9လတိုင်နေ့စဉ်အခောက်ရေပေါင်း14000ကျော်ကြီးမပူဇော်ပေါ်ပူဇော်နေတာရည်ရွယ်ချက်ရှိလားမရှိဘူးလားရှိတယ်ဒါကြောင့်ဒုက္ခကိုယ်စိတ်နှလုံးဆင်းရဲမှုမှန်သမျှကိုလည်းပယ်ဖြောက်နိုင်တယ်